ဆရာကလေးသားရေကောင်းပြီးသားမလို့ဘာမှလိမ့်ကြမလို့ဘူးဆိုတဲ့အယူအဆမှန်လားနော်ဒီမေးခွန်းက yes or no မေးခွန်းမဟုတ်ဘူးတကယ်တမ်းပေါ့နော်နွေရာသီလိုမျိုးပေါ့နော်အရန်ချွေးထွက်ပြီးတော့ပေါ့နော် allergic တွေဖြစ်နိုင်တဲ့အရဲကွက်တွေအနီကွက်တွေထွက်နိုင်တဲ့အခြေအနေမျိုးစောင်းတွင်းလိုမျိုးအေးတဲ့အချိန်အရေပြား6တွေ့နိုင်တဲ့အချိန်ဒီမှာကြတော့အခက်မသိရင်ကလေးတွေမှာသူတို့အရေပြားမှာပေါ့နော်barrier တွေပေါက်ပြဲပြီးတော့နော်6တွေ့ပြီးတော့ပေါ့နော်အရေပြားနဲ့ပတ်သက်တဲ့ယောဂလေးတွေဝင်လာတတ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဆရာတို့ကကလေးတွေအတွက်ကိုကြိုပြီးတော့ကာကွယ်တဲ့အနေနဲ့ကလေးတွေဒီ skin care products လေးတွေကိုဆရာတို့သုံးပေးလို့ရတယ်ဒီလိုသုံးတဲ့အခါမှာလည်းဆရာတို့ပစ္စည်းကရွေးချယ်ဖို့လည်းလိုအပ်သေးတယ်နော်ကိုကလေးရဲ့အသက်အရွယ်နဲ့ကိုက်သောပစ္စည်းဖြစ်ရမယ် natural သဘာဝဆန်သောပစ္စည်းလည်းဖြစ်ဖို့လိုအပ်တယ်အဲ့တော့ဆရာတို့ကလေးတွေအတွက်ရွေးချယ်တဲ့အခါမှာလည်းကိုကလေးရဲ့အသက်အရွယ်နဲ့လိုက်တဲ့ product လေးကိုလည်းရွေးချယ်ပေးဖို့လိုအပ်တယ်နောက်ပြီးပါဝင်တဲ့ပစ္စည်းတွေကလည်းဆရာတို့ synthetic တွေပေါ့နော်chemical တွေများတာမဖြစ်ဖို့ natural organic ဆန်တဲ့ပစ္စည်းလေးတွေဖြစ်ဖို့အဲ့လိုဖြစ်မှလည်းဆရာတို့ဒီသုံးတဲ့ပစ္စည်းလေးတွေကဒါ hypoallergenic ခေါ်တာပေါ့နော်ဒီလိုမျိုးတချို့ product လေးတွေမှာဆိုရင်ဆရာတို့ဒီ allergic မဖြစ်ဖို့အတွက်ပေါ့နော် hypoallergenic test ဆိုတာလေးကိုသူတို့ဖြတ်သန်းရတယ်ဒီအဆင့်ကိုအောင်မြင်ပြီးတဲ့ဒီ product လေးတွေကကြတော့ကလေးအတွက်ကိုတော်ရုံနဲ့ဘေးဥပတ်ကိုမဖြစ်စေဘူးဆိုတော့ဒီလိုပစ္စည်းလေးတွေမျိုးဆရာတို့ရွေးချယ်ပြီးတော့သုံးပေးဖို့လိုအပ်ပါတယ်အဲ့တော့ကလေးတယောက်အတွက်ကိုဆရာတို့ကြိုးကာကွယ်တဲ့အနေနဲ့အရေးပြားကောင်းမွန်ဖို့အတွက်ကို skin care product လေးတွေဆရာတို့သုံးပေးလို့ရတယ်နော်ကလေးတွေရဲ့ညိုလဲ6လွယ်တဲ့ဒူကောင်းတဲ့တရောင်စစ်တွေငငယ်တဲ့ကဘယ်လိုဂရုစိုက်ပေးတင်လဲဆရာဒီမေးခွန်းကကြတော့ဆရာတို့လာသားငယ်တဲ့အရွယ်တွေထက်6လကနေစပြီးတော့တစ်နှစ်နှစ်နှစ်ကလေးတွေအတွက်ကပို့ပြီးတော့အရေးကြီးသွားပြီ။ဘာလို့လဲဆိုတော့ဒီဒူးကောင်းတွေတထောင်စစ်တွေမဲတဲ့ညိုတယ်ဆိုတာကတွားတဲ့အရွယ်ကနေစပြီးတော့เนาะသူတို့တွေအဲ့မှာပုတ်ဆွဲရင်းနဲ့အဲ့မှာညိုတာတွေဒါတွေကနေပို့ပြီးတော့မဲကြညိုကြတာလေးတွေဖြစ်တတ်တာကိုเนาะအဲ့တော့ဆရာတို့ကလေးတွေကိုเนาะသူတို့တွားတဲ့အရွယ်ကတော့တွားမှာပဲเนาะဒူးထောက်တဲ့အရွယ်ကတော့ထောက်မှာပဲတစောင်းတစ်ကလေးတွေကတော့ပိုးမှာပဲဒါပေမဲ့တတ်နိုင်သမျှပေါ့เนาะကိုကပြန်ပြီး care လုပ်ပေးရမှာပေါ့เนาะ skin care တဲ့အခါမှာလည်းဆရာတို့ဒီနေရာလေးတွေကိုဆရာတို့တာလေးเนาะပုတ်တက်ပြီး massage လေးလုပ်ပေးဖို့လည်းလိုအပ်တယ်ဒီနေရာလေးတွေလိမ့်ဖို့တဘာဝ natural products လေးတွေတချို့အဆီဓာတ်ပါတဲ့ products လေးတွေ ceramide ပါတဲ့ products လေးတွေเนาะဒါလေးတွေကိုဆရာတို့သုံးပေးတဲ့အခါမှာကလေးအတွက်ပို့ပြီးတော့အသားအရည်ကောင်းစေတယ်အသားအရည်အယောင်ညီညွတ်မှုလေးကိုပို့ပြီးတော့ဖြစ်စေတယ်เนาะကလေးတွေကိုရေချိုးပေးတဲ့အခါအစိုးရမဆုံးရှုံးစေဖို့ဘယ်လိုချက်တွေသတိထားမလဲဆရာအဲ့တော့ရေချိုးတာစနစ်မကျလို့ရှိရင်ဆရာတို့ကဒီအဆိုဓာတ်ကလေးတွေပါသွားပြီးတော့ပေါ့နော်6တွေ့လွယ်တယ်အဲ့တော့ရေချိုးတဲ့အခါမှာနံပါတ်1ဆရာတို့ချိုးပြီဆိုရင်10မိနစ်ကအများဆုံးပဲเนาะဒီထက်ကြီးကြာစရာမလိုဘူးသုံးတဲ့ရေကလည်းဆရာတို့ကြက်သီးနွေးလေးပေါ့နော် lukewarm water လို့ခေါ်တာပေါ့နော်ရေက68နဲ့100ကြားထဲလောက်ရှိတဲ့ရေအနွေးလေးနဲ့ချိုးပေးတဲ့နဲ့ဒီလိုချိုးပေးတဲ့အခါမှာလည်းဆရာတို့စက်ပြားတွေပါတယ်ပေါ့နော် chemical အများကြီးပါတယ်လူကြီးစက်ပြားမျိုးတွေမသုံးပေးသင့်ဘူးပြီးရင်ကလေးကိုဆရာတို့ပြန်ပြီးတော့တုတ်တဲ့အခါမှာလည်းအရင်ပုတ်မပြစ်ရဘူးเนาะ pet လို့ခေါ်တာပေါ့နော်တာလေးပေါ့နော်ပြန်ပြီးတော့တုတ်ပေးဖို့လိုအပ်တယ်ရေချိုးပြီးသွားတဲ့အခါမှာခန္ဓာကိုယ်မှာကဒီအရေပြားမှာတုတ်လိုက်တဲ့အတွက်ကြောင့်မလို့เนาะအဆိုဓာတ်လေးတွေရော့သွားမှာဖြစ်တဲ့အတွက်ပြန်ပြီးတော့ဆရာတို့အရေပြားရဲ့ natural products လေးတွေနဲ့ပြန်ပြီးတော့လိမ့်ပြီးတော့ကလေးကို skin care ပြန်လုပ်ပေးဖို့လိုအပ်ပါတယ်